ဒီနေ့ Stella တင်ဆက်ပေးမှာကတော့ Sakura မှာလေးသူ့အမေနဲ့တနေ့တာဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီ Sakura ပုံမြင်လေးကိုကြားညက်တဲ့ solution နော် subscribe like comment share လေးလုပ်ဖို့လဲမမေ့နဲ့အောင်နော်ဆိုတော့ let's go စလိုက်ကြရအောင်အဲ့လိုကောင်းလိုက်တာထောင်းမှာပါလေမနဲ့တော်တော်မှနေမြင့်နေပြီပဲဟဲ့ငါရေချိုးလိုက်ပါအောင်မညာတော်တော်ကိုမှချွေးပြန်နေတာပူလိုက်အိုက်လိုက်တာကိုနေလို့ကိုမရအောင်ဒီကြားတဲ့ဟိုကောင်မလေးကလည်းဖတ်ထားသေးတယ်မလီကဲဝေးလဲမဲ့ရေချိုးလို့ကောင်းတယ်တော့ညာတော်တော်ကိုချွေးတော်နန်းနေတာခုမှပဲလမ်းဆန်းသွားတော့တယ်မလီကဲအဲ့နီလဲပြီးပြီဟိုကောင်မလေးကိုကြည့်လိုက်အောင်မယ်သူအိတ်တုံးမဲလားမသိဘူးမလီအိတ်နေတာကျေးဇူးရှင်လေးကအခုချိန်ထိမနိုးသေးဘူးကဲငါသွားပြီးတော့မင်းလေးဟင်းလေးချက်လိုက်အောင်မယ်ကဲဘာချက်ရမှန်းမသိဘူးတနေ့စဉ်းစားရတာနဲ့ဟိုဘာဟင်းချက်လို့ချက်ရမှန်းမသိဘူးဒီကြားတဲ့ तू ကကြီးများသေးတယ်ကဲရှိရလေးချက်လိုက်တာပေါ့ငါဒီနေ့ငါအမေလည်းမတွေ့ပါလားဖဲရီသွားနေမှန်းကိုမသိငါနဲ့အိတ်ပါဆိုတော့လည်းမအိတ်ဒါမဲ့ရှိသေးတာ तू ဆော့ထပြီးဟင်းချက်တယ်တော့ထင်တယ်နော်တတ်ချလာပြေးတော့မှရမှာပေါ့ Hello မေဟင်းချက်နော်လားအေးနိုးလာ ਈ လားဟုတ်တမီဒီနေ့ဟင်းချိုးတော့ဟဲ့ညီတော်တော်ညစ်ပတ်တာပဲညမှာမေတောင်မှချွေးပြန်နေလို့ရေချိုးရသေးရဲ့ညီကနန်းစောနေမှာပေါ့ရေချိုးရမှာပေါ့ချိုးဟုတ်ရပါပြီရဆိုလို့ရှိရင်လည်းချိုးလိုက်တော့မယ်နော်မြန်ချိုးနော်ဟုတ်မလေးငါအမေကတော့ဤချိုးမှကြိုက်တဲ့သဘောရှိရနော်ဟုတ်ပြီဒါမဲ့ဟုတ်ပါရဲ့နော်ငါရှေ့မချိုးတာတပတ်ရှိပြီဆိုတော့အင်းကြီးလေးပြန်လေမလေးငါဘိုက်စတီစားနေပြီညလည်းဘာမှမစားသေးမလေးကြောင်လေးရလေချစ်စရာလေးတော့ငါတို့ကြောင်လေးရလေဟဲ့ရောက်လာပြီလားထိုင်အဲ့မှာဟုတ်သမင်းစားချသေးဘူးလားကဲကျမမနော်မနဲ့လင်းကြရဒီမှာရှင်းစားဖို့လုပ်နေရတာအများကြီးပဲဒီနေ့စား Okay ညောင်းမင်းချက်တာစားလို့ကောင်းတယ်နော်ဘယ်တော့မှမကောင်းတာကြာနာပဲသူပဲတောက်လျှောက်ငါချက်သမျှထိုင်စားနေပြီးတော့မလေးတမိဒါကြီးမကောင်းကဲမကောင်းရင်လည်းတိတ်ထားလိုက်လာသွားမယ်သွားတဲ့ရှိရသွားရအောင်ငါအမေကတော့စပင်စီးမယ်တဲ့စပင်စီးမလို့ဝင်သွားနေမှာပါငါထင်တော့ငါစပင်လေးစီးကျင်တော့စပင်းစီးကျင်တာဘယ်လိုလုပ်ရင်ကောင်းမှန်းမသိဘူးငါ10နာရီလောက်ဆိုလို့ရှင်စပင်းစီးမယ်လို့လှုပ်ထားတာမမေစပင်းစီးကျင်လို့အေးတော့ဝေးကြီးတော့မသွားနဲ့နော်ဟုတ်မြန်သွားမြန်ပြန်လာဟုတ်ဟေးငါမြေခွင့်ပြရဲတော်သေးလို့ပေါ့စပင်းလေးကိုစီးမယ်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 ဟီလာလာငါမေစပင်းကလည်းတော်တော်ရွှင်နေငါစပင်းကြီးကလည်းမလှအောင်ငါစဉ်းစားနေတာဒီနေ့စပင်းညက်ဆိုင်လေးမြန်သွားရင်ကောင်းမလားလို့သွားဖို့ရတယ်မလွယ်ပါဘူးလေငါမေပြောကြည့်မှရမှာပေါ့နော်ဟုတ်တယ်မလားဟေးပြောစရာငါစပင်းညက်ဆိုင်သွားအောင်မယ်လာမလေးငါကားစီးကြည့်အောင်ငါကားလည်းမောင်းတော့ဘူးငါမလေးခုံးမယ်1 2 3 way ဟာမေကိုပြောလိုက်အောင်မေဟေးသမီးတို့လေစပင်းသွားညက်ရအောင်လားအေးဟုတ်တယ်မမေကလည်းသပင်းအရှိကြီးနဲ့ဆိုတော့နေရတာစိတ်ကြက်လို့လေသွားရအောင်ဟုတ်လောဆယ်သမီးကွန်ပျူတာလေးကြည့်လိုက်အောင်နော်ကွန်ပျူတာလေးလောက်လာညီကတော့လောက်ပြီးသွားကြလာကြရှိလို့ရှင်အဲ့တိုင်းပဲနင်းသမီးကကွန်ပျူတာကြည့်ရတာကြာပြီအဲ့ဆိုလည်းမြန်ကြည့်အောင်တော့ကြနေနောက်ကျနေအောင်မယ်ဟုတ်ကဲငါအင်းကြီးလဲလိုက်ပါအောင်မယ်နှက်ကြီးကဘလူးကြီးတော့နှက်ကမကောင်းပါဘူးပူနဲ့
နေအောင်နေနဲ့အနက်ကြီးနဲ့ငါပို့ပူမှာပေါ့တော်ပြီငါကြိုက်တဲ့ဝစ်စုံအဝါလေးကိုပဲလဲလိုက်တော့မယ်fashion တော့တော်တော်ကျသွားပြီဟဲ့ကောင်မလေးအင်ကြီးမလဲသေးဘူးလားလှုပ်လေသွားအောင်လားဟဲခုချိန်ဒီတဲကြီးမဲကြီးလုံနေတော့ထားတော့လေဩငါနဲ့စိတ်ညစ်တယ်သူ့ပြောရတာတနေ့ငါတော်တော်မောတာပဲဒီကောင်မလေးနဲ့တော့အေးတကယ်ကိုမေမေကလည်းတမီးမှမကြည့်ရတာကြာပြီဟဲ့ညီပဲသွားမယ်ဆိုဒီမလေးငါအကုန်ပြင်ပြီးနေပြီညီကဘာမှမလုပ်ရသေးဘူးလားမေမေ TV ကြည့်နေရောဟဲ့ငါ့ကို TV ကြည့်ခိုင်းနေတယ်ပြင်ခိုင်းပြီးတော့ဟဲ့ကြည့်အောင်ကဲငါအမေရတော့ငါ့ပြင်စီခြင်းနေတဲ့သူကြိုက်တဲ့အဝါရောင်လေးပဲဝတ်မယ်နော်ကလေးလေးလက်တွေ့ခြင်းနဲ့ငါကလေးကဘာရောင်လုံးကောင်းလဲဝါလေးတွေ့မယ်နော်ကလေးဝါရောင်လေးနဲ့ငါဘလောက်လှငါသမီးလေးကဒီလိုလေးဝတ်လိုက်တော့လဲချစ်စရာကောင်းတာပဲညင်မြဲတမ်းဒီလိုပြင်းပြင်းစင်စင်လေးနေပါ၏ဘယ်တော့အနေနဲ့ပြင်လဲမပြင်ဘူးငါနဲ့ကြည့်ရတာဒီလိုလေးနေတော့ဘာဖြစ်လို့လဲအမြဲတမ်းလှလှပပလေးနေသမ်းမှာဟုတ်မမေတို့ဒီမှာကားနားမှာစောင့်နေရနော်အမလီသူ့ကိုငါစောင့်ရတာကို तू ကအရင်သွားပြီးတော့ပြေးဆောင်နေတယ်အမလီဗျောင်းမြန်သွားရအောင်တိချာလဲကင်ထားအောင်ငါကားမောင်းလို့ရှိရင်အရန်ကြမ်းတာနော်ဟုတ်မလီလမ်းနေတော့မှားကုန်ပြီလမ်းနေရလဲမလီဟဲ့လမ်းနေလဲမှားကုန်ပြီโอเคငါလည်းမမှတ်မိတော့ဘူးအသက်ကြီးလာတော့အုံနောက်ကအကုန်ကိုမေ့နေတာပဲအမလီလူတွေဝင်တိုက်တော့မှာပဲတော်သေးရဲ့သမီးလေးတိချာကင်ထားအောင်နော်မမေကတီးတဲ့အတိုင်းပဲမမေကကားမောင်းကကြမ်းနဲ့ဟုတ်ဟဲ့အိုးငါသမီးရလားရတယ်ဒီပါညညငါစကားညငါမေးကြည့်ရသေးတယ်ဟဲ့လိုက်ခဲ့ဇွတ်တွေပြေးတာကြောကြုံလိုက်ခဲ့ဆိုလိုက်ခဲ့ပါဟာဒီကောင်မလေးကခက်တယ်တော့ဟဲ့နေအောင်လေဟောမှန်နေရောဝင်တိုက်ကုန်ရောဟာထိုင်တော့မေဟိုကမှသွားထိုင်အနာလိုက်တာရှင်ကျမသမီးလေးကအရန်ဆော့တာသမီးရဲ့စပင်လှလေးညက်ပြီနော်သူစိတ်ကြိုက်တာညှက်ပေးလိုက်ပါသူစိတ်ချမ်းသာရင်ပြီးတာပါပဲရှင်းစပင်လေးကလှလိုက်တာမလီကြည်နဲ့နေတာကြည်အောင်စပင်လေးကြိုက်တယ်နော်ကျော်စရာကြီး happy ကဲမမေတို့ဒီညမှာထိုင်ဆောင်နေမမေလောက်တော့ညံလောက်တမီးထိုင်ဆောင်နေရဲ့အေးပါသူပြီးကရှိသေးတယ်ငါ့ကိုနားတွေညင်းနေမကြီးကျမကိုဂူဝဲလေးသာညှက်ပေးလိုက်တော့တနေ့အိမ်လုတ်တွေလောက်ရတာနဲ့ကိုဒီစပင်ရှည်ကြီးနဲ့စိတ်တွေညစ်တယ်စိတ်တွေရှုပ်လာပြီမလေးတမီးကိစ္စကြီးလည်းလောက်ရတော့နေတော်သေးရတော့စပင်လေးနဲ့ပေါ်ပါသွားပြီဟုတ်အမကျေးဇူးတင်ပါတယ်ရှင်ကဲလာတော့ကြစို့ဟုတ်မမေကတမီးလည်းမဆောင်ရှေ့ရနေဟဲကလေးပီပြေးခဲ့လေညီရလဲတမီးကမေးတော့မှပြေးနိုင်တာမမေကအရှိရနေကွီနဲ့ပြေးသွားတာမမြန်လုံးမဖြစ်မှာဘာနေလို့မရဘူးတမီးရဲ့မလေးငါစိတ်လောတယ်မလောတယ်အကုန်လုံးတိုက်ကုန်တော့တမီးလေးရရလားရတယ်မမေကမောင်းလာရတယ်ကြောက်စရာကြီးတော့တော်သေးရဲ့မမေတို့ဖမ်းမဲ့သူမရှိလို့ဒီမှာကြည်အောင်လမ်းနေလဲအကုန်လုံးမီးနီတွေလည်းအကုန်ဖြတ်မှာတမီးတိုက်ကုန်ပါပြီငါနဲ့ဒီလောက်ရှင်းနေတဲ့လမ်းကိုငါမမေမိုးဝက်ပေးဟဲဒီကောင်မလေးပတ်စံမြန်ငါတွင်းနဲ့နှက်ရတယ်မြန်မှတ်နေလားမသိဘူးကြည်အောင်ကဲနားတော့ညီးပါတယ်ဝယ်ပေးပါမယ်ညီတမီးကိုချောကလက်ကိန်းမုံကိုကာကိုလာကုန်ဝယ်ပေးအမလေးငါပါတလောက်တော့ဝယ်ပေးပါမယ်ညတော်ကိုမှဈေးကြီးတဲ့ဟာတွေတော့မစားနဲ့နော်စားပါဦးတမီးကထုံးလက်ပဲစားမှာတနေ့သူ့မုံဘိုးကကိုနဲတာမဟုတ်ဘူးငါမှာတက်နိုင်မှုလေဒီသမီးလေးတယောက်ရှိတာ तू စိတ်ချမ်းသာအောင်ဟဲ့ဟိုကလူဘာတော့စကားတော့မပြီးသေးဘူးညီကလည်းဘာတွေဖြစ်နေအောင်ငါကိုလန့်သွားတာညီညီအော်လို့ငါလန့်သွားတာ
ဩငါကားလေးဖြည်းဖြည်းမောင်မရသေးညီအော်တော့ငါဟာဘရိတ်ဒီလဲအုံမီမအုံမီကုန်ပြီဟာငါအဲ့ကားမောင်းပြီးကြတဲ့ကိုပြားရီခက်ကုန်တာဘလို့ရီဖြစ်ကုန်မှမသိဘူးအကုန်လုံးကိုဝင်တိုက်လို့ဘာရီမှန်းကိုမသိတော့ ငါအမေကတော့အကျွေးစရင်းတွေတွတ်နေပြီဟုတ်ပါဘူးငါအမေကတော့စွာလေးကြည့်ပြီးတွေးတက် မလေးသူတွေတက်တယ်မလေးသူ့မုံဘိုးကနေတာမှမဟုတ်တာပတ်စံအိမ်ကိုပဲကြည့်လိုက်အောင်လေမလေးသွားတော့ဖောင်းပြေးနေတာအခုတော့ဒီမှာကြည့်အောင်ကတ်သွားပြီ အားလုံးရှိပြီးကြတဲ့ကျေးဇူးတင်ပါတယ်ရှင်ဆိုတော့ bye stop